ပိုင်းချိန်ကြာရောက်ရင်ဒီရေတွင်းထဲမှာတရေတင်မောတစ်စီးပေါ်လာတယ်။တရေတွေနဲ့ပြည့်နေတယ်။သဘောသမားတယောက်မြည်သူမဆိုအဲ့ဒီတင်မောကိုမြင်ရင်ဖမ်းပြီးတရေတယောက်ဖြစ်သွားတယ်။နိုဘီတာကဆွဆွဲဝန်းနေပြီးတရေတွေကိုကြောက်လို့အတန်ကြီးကကားတော်ကိုခေါ်လာတယ်။သူကရော့ဂျက်တစ်စီးကိုယူလာပြီးအားလုံးနဲ့တရေတင်မောကိုရှာဖို့တင်မောထဲသို့ယူသွားခြင်းနဲ့နိုဘီတာကကြောက်လို့မသွားနိုင်ဘူး။သူ့ကိုအားလုံးနဲ့နေရဖို့မေတ္တာတောင်းတယ်။ဒါပေမဲ့အတန်ကြီးကသူ့ကိုခြံထားပြီးပင်လယ်ဘက်သို့ထွက်သွားတယ်။အဲ့ဒီတရေတင်မောမရှိဘူး။အတန်ကြီးကအဲ့ဒီသဘောကိုပြောပြီးအားလုံးကိုယူသွားတယ်။ဒီအချိန်မှာဒိုရီမွန်ပေါ်လာပြီးနိုဘီတာကိုဘေးကင်းရေးလက်စွပ်တစ်ခုပေးတယ်။နိုဘီတာကိုနောက်တစ်ချိန်ဆိုးရွားစွာပြုစုပြီးအထီးကျန်စီတဲ့အတွက်ဒိုရီမွန်ကမ်းမာနဲ့အမုန်းဖြစ် revenge လုပ်ဖို့အကြံပေးတယ်။ marriage projector ကိုထုတ်လာတယ်။တတိပုံစံလှုပ်ပေးုံနဲ့ကရိယာကအချက်လက်ကိုဆွဲထုတ်ပြီးပင်လယ်ပေါ်မှာပုံပြသနိုင်တဲ့ပုံကတေးသေးတယ်လို့မြင်တာပေါ့ဒါပေမဲ့ရှုပ်ထွေးချက်ကိုလှည့်လိုက်ရင်တကယ်ပိုင်ရှားတင်မောအဖြစ်ပြောင်းနိုင်တယ်။လူတွေကိုတည်နိုင်ပြီးကိုလိုတလိုထိန်းချုပ်နိုင်တယ်။ဒါပေမဲ့တရေတင်မောလိုမမြင်ရသေးဘူး။ဒါကြောင့်ဒိုရီမွန်ကစတိုင်ကိုပြောင်းပြီးအဟောင်းပြက်အစင်မပြေတယ်လို့လုပ်တဲ့တရေနဲ့ကြောက်စရာပတ်ဝန်းကျင်ပေါင်းခဲ့တယ်။တင်မောကမမြင်ရပဲလှုပ်ဝက်ပြီးလူတွေကိုကြောက်စေဖို့ပေါ်လာနိုင်တယ်။နိုဘီတာကအချိန်မှာအတန်ကြီးရဲ့ရော့ကိုမြင်တယ်။သူတို့နေရင်မနေပဲနေဝင်ချိန်ကိုကြည့်နေကြတယ်။ရှီဇူကာကနိုဘီတာကိုလာကြည့်စေခြင်းနဲ့ဒါပေမဲ့အတန်ကြီးကသူ့ကိုအမူအရာမကျစွာလှောင်ပြီးအမှတ်သားမရှိတဲ့ကြောင့်နိုဘီတာစိတ်ဆိုးတယ်။တရေတင်မော invisible ဖြစ်ပြီးရောနောက်ကပြုတ်ဝက်နဲ့လိုက်နာနေတယ်။အတန်ကြီးကနေဝင်ချိန်တက်ပုံရိုက်ချိန်ကင်မရာကိုမြှောက်တယ်လို့တရေတင်မောလျက်တစ်ဆက်ပေါ်လာတယ်။အတန်ကြီးဟာအံ့ဩသွားပြီးတရေတင်မောရှိတယ်လို့ဆူညံတယ်။ဒါပေမဲ့အခြားလူတွေကမမြင်ဘူး။သူတို့ကသူစစ်စစ်ဖြစ်နေတယ်လို့ထင်တယ်။ယောဂဆက်လက်သွားနေပြီးတရေတင်မောကိုမသိပဲရှိနေတယ်။ဒီအချိန်ဟာဝတ်မပူပဲ။နိုဘီတာကညပြီးမှကြီးမားစွာလုပ်မယ်။သူတရေတွေပြည့်နေလို့ဒိုရီမန်ကိုတရေပုံစံဖြင့်အားပေးစေခြင်းနဲ့အတန်ကြီးနဲ့အခြားသူတွေတက်နေချိန်အတန်ကြီးကအားပေးကြည့်စိတ်ကူးအာယုံကြောပဲထင်တာဆိုပြီးထည့်သွားတယ်။နောက်တစ်စက္ကန့်မှာတရေတင်မောပြန်ပေါ်လာတယ်။ဒီတစ်ခေါက်မှာတရေတွေလုံးဝပြည့်နေတာမျက်လုံးနဲ့ပါးစပ်လင်းနေတဲ့အတန်ကြီးကိုကြောက်လို့မထိမိ။သူဖက်နဲ့ဖြစ်ပြီးအိမ်သွားခြင်းနဲ့လို့ဆူညံတယ်။ရော်ရဲပြန်ပြေးပြီးစသိန်းစွာသွားဖို့အမိန့်ပေးတယ်။ဒါပေမဲ့အံ့ဩစရာသူဘာပြောပါစေအားလုံးမဖြေကြဘူး။ရော့အကုန်လုံးငလူရှင်ပဲဖြစ်နေတဲ့နိုဘီတာကခလုံးနှိပ်လိုက်တယ်။အားလုံးလင်းလင်းပျောက်သွားတယ်။အတန်ကြီးကအားလုံးတရေတွေဖမ်းသွားလိုက်ပြီလို့ထင်ပြီးအားလုံးကိုမျက်ရည်ထွက်ပြီးအောက်မေ့နေတယ်။ထို့ပြင်ရော့ကိုယ်တိုင်လည်းအမှန်မဟုတ်ဘူး။အတန်ကြီးပင်လယ်ထဲကျသွားပြီးနိုဘီတာကဘေးကင်းရေးလက်စွပ်ပေးပြီးကဲတယ်။နောက်ဆုံးမှာအားလုံးလုံးကျုံစွာလန်ဒရာသို့ပြန်ရောက်ကြတယ်။ဒါပေမဲ့အတန်ကြီးကတရေတင်မောကိုအမှန်ပဲမြင်ခဲ့တယ်လို့ဆက်လက်ဆိုနေတယ်။အားလုံးကသူစိတ်မကောင်းဘူးလို့ထင်ကြတယ်။ဒီတစ်ခေါက်နိုဘီတာကသူ့ revenge ကိုအဆုံးသတ်နိုင်ခဲ့တယ်